smartphone တစ်လုံးနဲ့တစ်လုံးပြောင်းသုံးတဲ့အခါအရင်ကအလွယ်တကူသုံးနေကြအရာလေးတွေရုတ်တရက်ပြောင်းနေလို့ပြာရာခတ်သွားတဲ့အတွေ့အကြုံမျိုးကျွန်တော်အားလုံးကြုံဖို့ကြမှာသိကြပါတယ်အထူးသဖြင့်လမ်းရှာဖို့ဒါမှမဟုတ်ကိုတီနီယာကိုပို့ပေးဖို့အရေးကြီးနေချိန်မှာဖုန်းရဲ့တီနီယာပြစနစ်ဖွင့်တဲ့ခလုတ်လေးကိုအသေးအတန်ရှာမတွေ့တဲ့အခိုက်အတန့်မျိုးပေါ့တကယ်တော့ဒါဟာ iPhone သုံးပြီးသူတွေကြားမှာအမြဲလိုကြုံရတဲ့စိတ်ဝင်စားစရာပြဿနာလေးတစ်ခုပါဒါကြောင့်ဒီကနေ့ရှင်းလင်းတင်ပြချက်လေးမှာတော့ iPhone တွေမှာပုံမှန်အားဖြင့်ပြောင်းနေတတ်တဲ့ဒီ GPS အမှတ်သားလေးနောက်ွယ်ကလျှို့ဝှက်ချက်ကိုအတူတူလေ့လာကြည့်ကြရအောင်ဆိုတော့အဓိကမေးစရာရှိလာတာက Android phone တွေမှာဆိုရင်မျက်နှာပြင်ပုံစုံနေရမှာ GPS icon လေးတန်းပြီးပေါ်လာတက်ပြီးမြင် iPhone တွေမှာတော့ဘာကြောင့်အဲ့ဒီလိုမပေါ်လာရတာလဲဆိုတာပါပဲဒါဟာတာမန်တိချင်စိတ်တက်မဟုတ်ပါဘူးဖုန်းသုံးဆဲသူတော်များများတတိထားမိပြီးတကယ်ကိုဖြေရှာချင်နေကြတဲ့အချက်တစ်ခုပါပဲတကယ်လို့ဒီမေကွန်ရဲ့အဖြေဟာစနစ်နှစ်ခုရဲ့လုံးဝကိုမတူညီတဲ့ဒီဇိုင်းပိုက်ဆိုင်ရာချင်းကပ်မှုတွေကနေစတင်လာတာဖြစ်ပါပဲဒီကွာခြားချက်ကိုတေချာလေးနိုင်ရှင်းကြည့်အောင်ပါနှစ်ပေါင်းများစွာ Android phone တွေကိုသုံးလာတဲ့သူတွေအတွက်ဆိုရင်မျက်နှာပြင်ပုံဆုံးက GPS ဆိုတဲ့စာလုံးသုံးလုံးကိုမြင်ရဖို့ကမနဲ့အရထားမျက်နှာတက်တယ်လို့မျိုးနှိမ့်ဆင့်ကျဉ်ကြောက်ခလို့ကောင်းဖြစ်နေပါပြီဒီနေရာစနစ်ကိုဖွင့်လိုက်တာနဲ့ဒီစာသားလေးကချက်ချင်းကိုပေါ်လာတာကိုဒါပေမဲ့ iPhone ကိုစတင်ပြောင်းလဲအသုံးပြုတဲ့အခါမှာတော့ပုံမှန်အနေထားအဖြစ်အဲ့ဒီလိုလုံးဝကိုမပေါ်လာပါဘူးအရာရာတိုင်းချက်ချင်းမြင်ရဖို့ကျင်းသားရနေတဲ့သူတွေအတွက်ဖုန်းအသစ်ကိုကင်လိုက်ချင်မှဒီလိုအရေးကြီးတဲ့ခလုတ်လေးပြောင်းနေတာဟာတကယ့်ကိုကြီးမားတဲ့ကွာခြားချက်တစ်ခုဖြစ်နေတတ်ပါတယ်ကဲဒီတော့ပြောင်းတဲ့အမှတ်သားတွေကိုဘယ်လိုပြန်ရှာကြမလဲအတူတူအဖြေရှာကြည့်ကြတာပေါ့ပထမဆုံးအနေနဲ့ဖုန်းရဲ့ settings တွေကိုဝင်လိုက်ပါပြီးရင်အောက်ကိုနည်းနည်းလေးဆွဲချလိုက်မယ်ဆိုရင် privacy and security ဆိုတဲ့အပိုင်းကိုတွေ့ရပါလိမ့်မယ်ဒီနေရာမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကိုသတိထားမိကြမှာပါ Apple ဟာဒီနေရာပြစနစ်ကိုယူရှင်းတဲ့ cloud တစ်ခုအနေနဲ့သဘောမထားပါဘူးအဲ့ဒီအစားကျွန်တော်တို့ရဲ့ကိုရေးကိုတာလုံခြုံမှုဆိုင်ရာအလွန်အရေးကြီးတဲ့အင်္ဂါရက်တစ်ခုအနေနဲ့ရှုမြင်ထားတာပါဒီလိုအတွေ့ခေါ်ပိုင်းဆိုင်ရာအမြင်ကွဲပြားမှုကြောင့်ပဲဖုန်းထဲမှာနေရာချထားပုံကအစကွာခြားထားတာဖြစ်ပါတယ်။အဲ့ဒီပိုင်းနဲ့ရောက်ပြီဆိုရင်တော့အပေါ်ဆုံးမှာရှိတဲ့ location services ဆိုတာလေးကိုဖွင့်ပေးလိုက်အောင်ပါပဲ။အဲ့ဒီလိုဖွင့်လိုက်တာနဲ့တပြိုင်နက်ဟောတွေ့လိုက်လားဖုန်းမျက်နှာပြင်အပေါ်နားမှာညာခေါင်းပုံတန်အမတ်အသားလေးတစ်ခုရုတ်တရက်ပွင့်လာတာကိုမြင်တွေ့ရပါလိမ့်မယ်။ဒါဟာကျွန်တော်တို့အသေးတန်ရှောက်ပွေနေတဲ့အဖြေပါပဲ။ဒီတင်းငယ်လာတဲ့ညာခေါင်းလေးဟာဖုန်းရဲ့ဒီနေရာပြစနစ်အသက်ဝင်နေပြီဖြစ်ပြီးလိုအပ်တဲ့အချိန်မှာအသုံးပြုဖို့အဆင်သင့်ဖြစ်နေပါပြီဆိုတာကိုရှင်းရှင်းလင်းလင်းသိသိပြလိုက်တာပဲဖြစ်ပါတယ်။တကယ်ကိုပဟိလီတစ်ခုအပြေးပေါ်သွားသလိုပါပဲ။ဒါပေမဲ့ဒီနေရာမှာနောက်ထပ်သတိထားမိစရာအချက်လေးတစ်ခုချိလာပြန်ပါတယ်။အင်မတန်စိတ်ဝင်စားစရာကောင်းတာကစနစ်တစ်ခုလုံးဟာတူညီတဲ့ look ဆောင်ချက်ကိုပေးစွမ်းတာချင်းတူတူတောင်မှနာမည်ပေးတဲ့အခါမှာတော့လုံးဝကိုမတူညီတဲ့ချင်းခက်မှုတွေကိုအသုံးပြုထားတာပါ။သတိထားမိကြလားAndroid တွေကကြွေးတူနည်းပညာကိုတိုက်ရိုက်ရည်ညွှန်းတဲ့ Global Positioning System တနည်းအားဖြင့် GPS ဆိုတဲ့နည်းပညာသုံးလုံးအတိအကျကိုရွေးချယ်ထားပါတယ်။ဒါပေမဲ့ iPhone တွေကတော့အသုံးပြုသူတွေတကယ်လိုချင်တဲ့အလက်တက်ရလိုက်ဖြစ်တဲ့ location ဒါမှမဟုတ်တည်နေရာဆိုတဲ့စကားလုံးကိုပြောင်းလဲသုံးနှုန်းထားတာတွေ့ရပါတယ်။ဆိုတော့စနစ်တစ်ခုကနည်းပညာအခေါ်အဝေါ်အရှင်းမဖက်တဲ့ GPS ကိုဦးစားပေးသုံးလုံးထားပြီးနောက်စနစ်တစ်ခုကတော့လုံဆောင်ချက်ကိုတိုက်ရိုက်ရည်ညွှန်းတဲ့ location ဆိုတဲ့သုံးလုံးကိုရွေးချယ်ထားပါတယ်။ဒီအချက်တွေအားလုံးကိုခြုံငုံကြည့်လိုက်တဲ့အခါအဂိကစဉ်းစားစရာမင်းခွန်းတစ်ခုထွက်ပေါ်လာပါတယ်။နည်းပညာရဲ့အမည်နာမကိုတိတိကျကျပြသတာနဲ့အသုံးပြုသူရရှိမဲ့အကျိုးကျေးဇူးကိုတိုက်ရိုက်လွယ်လွယ်ကူကူပြောပြတာ။ဒီလိုလုံးဝမတူညီတဲ့အသုံးအနှုန်းတစ်ခုတည်းကဘယ်တစ်ခုကဖုန်းအသုံးပြုသူတွေအတွက်ပိုပြီးရှင်းလင်းလွယ်ကူတဲ့အတွေ့အကြုံကိုတကယ်တမ်းပေးစွမ်းနိုင်တယ်လဲဆိုတာပါပဲ။တကယ်ကိုစဉ်းစားစရာပါပဲနော်